因为你嘅 income 卡唔များဘူး拉စင်လာတိုင်းလည်းမကြံဘူးပြီးတော့ပတ်စံစုဖို့အတွက်ကတော့ခက်ခဲနေရဆိုရင်နံပါတ်1မရှိမဖြစ်လိုအပ်တဲ့အရာနဲ့မရှိမဖြစ်မဟုတ်တဲ့အရာလေးတွေရဲ့ expand ကိုရှင်းရှင်းလင်းလင်းတစ်ချက်ခွဲရမယ်ဒီလိုအပ်တာလားဒီလိုချင်တာလားခွဲထားပြီးတော့ income တိုးအောင်တစ်ချက်လှုပ်ဆောင်ပါလှုပ်ဆောင်မယ်ဆိုရင်ဘယ်ပုံမှန်မူတည်ရမယ်ဆိုတာဒါဆိုလို့ရဲ့ skill နေပါတက်မလဲနေ့ရဲ့ skill ကိုအရင်ဦးဆုံးမြင့်တင်မယ်မြင့်တင်မယ်ဆိုရင်ကောင်းတဲ့ expand အုံနောက်ကို investment လုပ်ပြီးတော့ scale မြင့်လာတော့နေ့ရဲ့ salary လည်းမြင့်လာလိမ့်မယ်တတိယကပါလဲဆိုတာဒါဆိုလို့ရဲ့ passive income လေးတွေကိုနီလန်းရှာပြီးတော့တိုးပါအဲ့တော့老师我မတက်ဘူးလေမတက်တော့အဲ့စကားနဲ့မဆုံးထားနဲ့我မတက်ဘူးဆိုတာစင်းရဲတဲ့လူပြောတဲ့စကားလေးတွေချမ်းသာရဲ့ဘယ်လိုတွေးမလဲငါဘယ်လိုလုပ်ရမလဲငါဘယ်လိုလုပ်မှသာလဲရနိုင်မလဲဆိုရက်အတွေးအရင်ဦးဆုံးဝင်မယ်နီလန်းဆိုတာက你စဉ်းစားလိုက်တာနဲ့နီလန်းရှိမယ်你ရဲ့ပတ်ဝန်းကျင်မှာ老师你ပြပေးဘာလုပ်ဘာဝယ်ဘာ store ဝယ်ဘာ share ဝယ်ငါ့ပြပေးပြလို့မရဘူးပြလိုက်လဲနေဝယ်တာပတ်စံမမြင်နိုင်ဘူးမဝယ်သွားနိုင်တယ်ဘာကြောင့်လဲ investment product တခုဟာသူ့ရဲ့နောက်ွယ်ရာရဲ့တန်ဖိုးအကဲမဖြစ်နိုင်တဲ့ကြောင့်မို့ passive income ဆိုတာကကို့ဖာကိုရှာရမယ်老师ဘယ်လိုရှာရမလဲနီလန်းပြပေးလို့ရတယ်ဒါပေမဲ့ဆုံးဖြတ်တာကနေပဲဆုံးဖြတ်ရမယ် product လေးတွေပြောပြမယ်ဒါပေမဲ့你အဲ့ product ဘယ်ဟာကကောင်းတဲ့ဟာဘယ်ဟာကဆိုးတဲ့ဟာ你တွားဝေဖန်တတ်ဖို့လိုမယ်အဲ့ဝေဖန်တတ်ဖို့အတွက်လေ့လာဖို့လိုမယ်လေ့လာတာက老师ဘယ်လောက်အချိန်ပေးရမလဲ3လလားတစ်နှစ်လား no တက်လုံးဒီလန်းကပင်ပန်းတဲ့လန်းဒီလန်းကလူလျှောက်နေတဲ့လန်းလူလျှောက်နေတဲ့ကြောင့်မို့လန်းကျဲတယ်ဒါပေမဲ့မလွယ်ဘူး你အရင်ဦးဆုံးလူများမလုံနိုင်တဲ့ဟာ你လုံနိုင်ဖို့အတွက်လိုအပ်ပါရဲ့လို့老师ထုတ်ဖော်ပြချင်တယ် First step